င်္ဂလာပါကျွန်တော်ကိုချက်မှာဆိုတော့သိန်း400ဝန်းကျင်မှာပေါ့နော်ကိုချက်ဘာကားလေးရမလဲဆိုပြီးလာမေးကြတဲ့ကျွန်တော်မိတ်ဆွေတွေပါဆိုတော့ဒီမှာ Suzuki 2005 model လေးပေါ့နော်ဒါအခုမှ license patent တို့ရင်းစစ်ပြီးတော့ဒါထွက်လာတဲ့ကားလေးပေါ့နော်ဒါကျွန်တော်ရောင်းပေးမှာပါဆိုတော့ကားလေးကကျွန်တော်ကားတော့မဟုတ်ဘူးပေါ့နော်ဒါကျွန်တော်ကိုဒါရောင်းနေတယ်ဆိုပြီးတော့လာပြရင်းနေမှာပေါ့နော်ဒါကျွန်တော်ဝယ်ဖို့အတွက်ကျွန်တော်မကိုက်လို့ပေါ့နော်ကျွန်တော်ယူလို့အဆင်မပြေလို့ဒါတကယ်သုံးမဲ့မိတ်ဆွေတွေတကယ်ပေါ့နော်အဆင်ပြေမဲ့မိတ်ဆွေတွေတကယ်လိုအပ်တဲ့မိတ်ဆွေတွေအတွက်အဆင်ပြေမဲ့လို့ဒါကျွန်တော်တစ်ဆင့်ပြန်လဲရောင်းချပေးတာပေါ့နော်ကားလေးက Suzuki လေးပါ2005 model ကိုအခုမှတက်တန်းတိုးပြီးရင်းစစ်ထားတာပေါ့နော်license ကတော့ကျွန်တော်ရန်ကုန် license လေးဖြစ်နေတယ်နော် CF number လေးနဲ့ပါကားက manual လေး manual ကိုမှဒီကောင်က2 wheel လေးဖြစ်မယ်နော် manual 2 wheel လေးဆိုတော့ကျွန်တော်ကားတစ်ချက်လိုက်ပြပေးမယ်နော်အဲ့တော့ပေါ့နော်ကျွန်တော်ကားလေးကိုမပြခင်မှာအရင်ပြောကြတစ်ခုရှိပါတယ်လက်ရှိအချိန်မှာဆိုလို့ရှိရင်ဒီပေါ့နော် Suzuki 2005 model 2 wheel အမှန်ဖြစ်တဲ့ manual ကားတွေကလက်ရှိမှာဆိုလို့ရှိရင်ကားတကယ်တော့အတင်းအတင်းပေါ့နော်အရန်ကောင်းတာမဟုတ်အတင်းအတင်းကောင်းတယ်ဆိုရင်တော့မှလက်ရှိအချိန်မှာ480တပတ်လေဝန်းကျင်မှာကျွန်တော်တို့ပေါက်သေးရှိပါတယ်ဒီကားလေးမှာဆိုလို့ရှိရင်သူ့ဟာသူပေါ့နော်အားနေတဲ့ဟာလေးတွေပါလို့ပေါ့နော်ရောင်းသူဝယ်သူအဆင်ပြေအောင်လို့ကျွန်တော်အနေနဲ့ဒါကြားချပြီးတော့ကျွန်တော်ရောင်းပေးတာဖြစ်ပါတယ်သိန်း400ဝန်းကျင်နဲ့ရောင်းပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တကယ်တော့ပေါ့နော်ဒါဒီကားကျွန်တော်ကိုလာပြတဲ့ဒီ angle တွေဆိုလို့ရှိရင်လည်းတကယ်ကိုရိုးရိုးသားသားလေးတွေသူအပြင်မှာရောင်းတဲ့အခါမှာဒါပေါ့နော်ကျွန်တော်တို့ဈေးအရန်အနှိမ်ခမ်းမှာစိုးလို့ပေါ့နော်ဒါကျွန်တော်ကရောင်းသူပဲသူ direct တွေ့အောင်ဂျာကနေအကျိုးဆောင်ပြီးတော့ဒါကားလေးကိုပေါ့နော်အယောင်းတင်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကားကိုပတ်ကားကိုလည်းမပြခင်ကားမှာအရင်ဆုံးအားနေတဲ့အရာလေးတွေကျွန်တော်ပြပြပေးမယ်ကားမှာပထမဆုံးအနေနဲ့အားနေတာဗာလဲဆိုလို့ရှိရင်ဆေးပါဆေးရတော့တစ်စီးလုံးပြန်စီကမှချောပါတယ်ပြန်စီကချောတယ်နော်ချောတယ်ဆိုပေမဲ့ပေါ့နော်ကျွန်တော်တို့ဒီဆေးလှုပ်ထားတာအချိန်ကာလတစ်ခုကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အခုလိုမျိုးပေါ့နော်ဆေးလေးတွေပြန်ကြွတာနော်ဆေးလေးတွေပြန်ကြွတာဆေးလေးတွေအပ်တာဒီမှာနော်ဆေးလေးတွေပြန်ဖောင်းတာပြူတာလေးပေါ့နော်ဒါမျိုးလေးတွေကားမှာနည်းအနေချင်းလေးတွေပါတယ်အရင်စိုးမဟုတ်ပေါ့နော်ဆေးပိုင်းနဲ့ပတ်သက်ပြီးတိတ်ပြီးတော့ပေါ့နော် serious ဖြစ်တဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့ဒါကြိုက်ပါတယ်နောက်တစ်ခုကကြတော့ဒီဘက်နားလေးမှာကျွန်တော်အတုံးလေးပါပါတယ်နော်ဒီဘက်နားလေးမှာထိထားပါတယ်ဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်ဒီဘက်ကကြည့်လို့ရပါတယ်ဒီမှာနော်ဒီအပေါင်းချိတ်တွေအကုန်လုံးကသူ့အော်ဈေးတိုင်းပဲနော်ဒီအပေါင်းချိတ်တွေရင်အုပ်တွေအကုန်လုံးကသူ့ရဲ့အော်ဈေးတိုင်းမှာပဲအော်ဈေးကိုမှဒီမှာဆိုမြင်ရလိမ့်မယ်ဒီဘက်နားထိထားသလားဒီဘက်ချက်အောင်ထိသွားတော့ဒီကောင်လေးတွန့်သွားနော်တွန့်သွားတာကိုပြန်ပြီးတော့ဆွဲထုတ်ထားတယ်ဆေးတွေပါလုံမထားဘူးဟိုဘက်အတွင်းထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မြင်ရလိမ့်မယ်ပေါ့နော်ဟိုဘက်အတွင်းထဲမှာဆိုလို့ရှိရင်လည်းဒီဘက်ချက်ခတ်ထားတဲ့ဟာလေးကျွန်တော်တို့ပါပါတယ်ပေါ့နော်စိုးကမဟုတ်ဘူးဒီဘက်ချက်ကိုထိထားတာဆိုပေမဲ့ဒီဘက်ချက်ရဲ့ခွင်လေးပါတယ်ကျွန်တော်တို့အကုန်လှပါတယ်နော်ဒီဘက်ချက်ကျွန်တော်တို့ဒီပေါ့နော်နောက်မီခွင်လေးဒီရိုးစစ်တွေအကုန်လှတယ်တကားလိုင်းနာတွေအကုန်လှပါတယ်လိုင်းနာတွေပါတယ်အကုန်လုံးလှတယ်ကျွန်တော်တို့ပတ်တီးတွေဝင်လာတာစိုးဝါထိခံရတာမျိုးပေါ့နော်ဒီဂွင်တွေစိုးဝါဖြစ်နေတာမျိုးမရှိပါဘူးခင်ဗျာနော်ဒီဂွင်တွေစိုးဝါဖြစ်နေတာမျိုးမရှိပါဘူးနော်စိုးဝါဖြစ်နေတာမရှိဘူးဒီဘက်အတွင်းကလက်ကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းပေါ့နော်ဒီပါဂျန်လေးကဒီနေ့လေးခတ်သွားနော်ပါဂျန်နဲ့ခတ်သွားတယ်စိုးဝါအခြေအနေတော့မဟုတ်ဘူးဒါပေမဲ့ပါဆိုတော့ပြောပြရနော်ဒါကတော့ကျွန်တော်တို့အောက်ကျန်းကင်းအခြေအနေဖြစ်ပါတယ်နော်ဒါကတော့ကားအောက်ကျန်းကင်းလေးအနေထားဖြစ်ပါတယ်အဓိကတော့ကျန်းကင်းကစိုးဝါအခြေအနေမဟုတ်ဘူးဆိုပေမဲ့ပေါ့နော်ဆေးလုတ်ထားတဲ့လူကတသက်ကြီးကလုတ်မထားတဲ့အခါကျတော့ပေါ့နော်ဒါကျွန်တော်ကြည့်ရနည်းနည်းလေးတော့စိုးနေနိုင်တယ်ရှော့ဘောင်းအုံလီပါလေးကဆိုသူ့ရဲ့အော်စီတိုင်းပဲရှိသေးတယ်နော်ရှော့ဘောင်းအုံလီပါလေးဆိုအားလုံးအော်စီတိုင်းပဲရှိသေးတယ်အရှိရင်အုပ်နိုးစကတ်တွေအကုန်လှပါတယ်နော်အရှိရင်အုပ်နိုးစကတ်တွေနော်အရှိရင်အုပ်တွေနိုးစကတ်တွေအကုန်လှတယ်ချိတ်တွေအကုန်လုံးမှန်ပါတယ်အတွင်းချိတ်အပြင်ချိတ်တွေအကုန်လုံးမှန်တယ်နော်အတွင်းချိတ်အပြင်ချိတ်တွေအကုန်လုံးမှန်တယ်ကားကအခုမှတော့ဒါကျွန်တော်တက်တန်းတိုးပြီးရင်စစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကားပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေစိတ်ပူစရာမလိုဘူးအင်ဂျင်ဂီယာဘောက်အားလုံးကောင်းတယ်နော်အဲ့တော့ဒါလေးကတော့ကျွန်တော်အားနေတဲ့အပိုင်းလေးကိုကျွန်တော်အရင်ပြောပြတာဆေးလေးနည်းနည်းလေးကျွန်တော်တို့လှုပ်ထားတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖူဖောင်းလေးတွေအတာလေးနည်းနည်းအနေချင်းပါတယ်ဒီဘက်နားလေးမှာဒီပါချက်ပေါ့နော်ဒီဘက်အရှိလေးကိုကျွန်တော်ထိခတ်ထားတာလေးနည်းနည်းပါတယ်တအားဆိုးမဟုတ်ဘူးတိုင်နေဂရင်းနေနှစ်ဖက်လုံးအယိုးအပုံလာတယ်ကျွန်တော်ကားပတ်ကားအကုန်စစ်ပြီးသွားပြီနော်အဲ့တော့ကျွန်တော်ကားရဲ့အားသာချက်ကိုကျွန်တော်ပြပြမယ်နော်ဒီကားကိုသုံးတဲ့ user တွေကပေါ့နော်တကယ်ကိုမှပေါ့နော်ဘဖကြီးပေါ့နော်တကယ် angle တွေတုံးတာဖြစ်တဲ့အတကြောင့်မို့လို့ကားကိုတိတိကျကျ view design နဲ့ကားကိုသူတို့တုံးပါတယ်သူ့လက်ထက်မှာဆိုလို့ရှိရင် engine အားလုံးလုပ်ပြီးသား engine gear ဘောက်အားလုံးပတ်ကားလုပ်ပြီးသားရောင်းမယ်ဆိုတော့လေ license အသစ်ဝင်လာပြီးတယ် battery ကိုအသစ်ဖြစ်တယ်တာယာတွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြောတာမယုံနဲ့မကြည့်လို့ရတယ်တာယာလေးလုံးပန်းအပြည့်ပဲเนาะတာယာလေးလုံးသူတို့အသစ်လဲထားပြီးဖြစ်ပါတယ်တာယာလေးလုံးအသစ်လဲထားတာပါဘာနော်တာယာကလေးလုံးအသစ်ပါအရန်အားတာတဲ့အချက်ကတော့ကားဒီ frame all စီးပါကားဒီ frame all စီးပါနော် frame တွေပါတယ်လုံးဝအယိုးစစ်တော်တော်လှတယ်နော် frame အယိုးစစ်ကတော့တော်တော်ကိုလှတယ် frame နှစ်ချောင်းလုံး all စီးပါဒါကတော့ကျွန်တော်တို့နောက်ကန်အနေထားဖြစ်ပါတယ်နော်နောက်ကန်အနေထားလေးဖြစ်ပါတယ်ဒီခါးဆက်လေးမှာတော့တန်ကြီးလေးတွေရှိလို့ပေါ့နော်သူတို့မှပြန်လောက်ထားတယ်ဒါပေမဲ့လောက်ထားတဲ့လူမတက်မရဖြစ်တာတော့ကျွန်တော်လည်းမကြက်တတ်ဘူးပေါ့နော်စိုးဝါအခြေအနေတော့မဟုတ်ဘူးပြန်လောက်ထားတယ်ဒါနောက်ကန်နောက်ပြားအခြေအနေလေးပါနော်နောက်ကန်နောက်ပြားအခြေအနေလေးပါအမူကိုင်းဆိုလို့ရှိရင်အမူကိုင်းကိုချီနေအောင်ပါပြီးတော့နော်မီလုံးလေးတွေအားလုံးကြည်တယ်ဒါကားရဲ့အားသာချက်ပေါ့နော်တကယ်တာလေးလုံးလုံးကိုသူပေါ့နော်ဒါလေးလုံးလုံးအစ်စ်လေးထားတာနော်အစ်စ်လေးထားတာ second လေးထားတာမဟုတ်အစ်စ်ကိုလေးထားတာနော်ဒီမှာ frame ပါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေကြည့်ပြရတယ်ဒီမှာ frame ပါဆို all စီးပဲနော်ဒီမှာ frame ပါဆို all စီးပဲ frame ပါဆိုလို့ရှိရင်
ပေါ်စီလေပေါ့နော်ကျွန်တော်ကဆိုဆိုဝါကားတွေဆိုလို့ရှိရင်တော့လက်ခံပြီးရောင်းပေးလိမ့်မရှိဘူးပေါ့နော်ဒီကားလေးကတော့ဒါပေါ့နော်ဒီ3နှစ်ပပတွေအတွက်ပေါ့နော်ဒီအပြင်လူတွေလာဝယ်တဲ့အခါဈေးအရင်အနှိမ်ခမ်းမှာဆိုလို့ကျွန်တော်ပေါ့နော်တင်းတင်းနဲ့ဈေးလေးနဲ့ရောင်းသူပဲသူမနစ်နာမဲ့ဈေးလေးနဲ့ပေါ့နော်ကျွန်တော်ခုနကပြောသလိုပဲ480လောက်ပေါက်တယ်ဒါပေမဲ့ကားမှာခုနကပြောတော့ဈေးလေးနဲ့အားနေတယ်ဟိုဘက်ချန်လေးထိထားတယ်ဒါလေးပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်300ဝန်းကျင်နဲ့ကျွန်တော်အဆင်ပြေအောင်လို့ဒါကြားချပြီးညှိရောင်းပေးတာပေါ့နော်ဆိုတော့တကကွင်းတကကြားအကုန်လှတယ်ဒီဘက်ရိုးစစ်တွေအကုန်လှတယ်နော်ဒီမှာဒီဘက်ကွင်းတွေပါကျွန်တော်ပတိပတ်ရဘာမှမရှိဘူးအကုန်လှပါနော် line တွေပါအကုန်လှတယ်ချက်စီနာတစ်ဝိုက်တွေအကုန်လှတယ်ဟိုကနေပလိနာတစ်ဝိုက်တွေအကုန်လှတယ်နော်ဒီမှာချက်စီနာတစ်ဝိုက်တွေအကုန်လှပါနော်ချက်စီနာရဲ့နေပလိတွေသူ့ချိတ်တွေအကုန်လုံးမှန်ပါတယ်အင်ဂျင်ဂီယာဘောက်လည်းအားလုံးကောင်းပါတယ်ခင်ဗျာမန်နျူရယ်ကမှ2 wheel လေးဖြစ်ပါတယ်နော်2005 model လေးဖြစ်တယ်ဆိုတော့ဒီကားလေးကိုတကယ်သုံးမဲ့သူတွေအနေနဲ့လာကြည့်ဖို့ကျွန်တော်ညှော်လင့်ပါတယ်နော်တကယ်သုံးမဲ့သူတွေကိုကျွန်တော်အဓိကထားပြီးရောက်ပေးခြင်းနဲ့ဘာလို့လဲဆိုတော့ဘဘတို့အတွက်လေးပေါ့နော်ဒီကားလာအတက်ဘဘတွေအတွက်လေးဈေးကောင်းလေးတစ်ခုရအောင်ကျွန်တော်တကယ်သုံးတဲ့မိတ်ဆွေတွေတကယ်သုံးမဲ့ဆိုတဲ့ user တွေအနေနဲ့လေးပေါ့နော်တင့်တော်တဲ့ဈေးလေးနဲ့ရအောင်ကျွန်တော်ရောင်းပေးခြင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်သုံးမဲ့ user တွေအနေနဲ့လာရောက်ကြည့်ရှုပြီးတော့ပေါ့နော်ဒါစစ်ဆေးပြီးတော့ဟိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်ဝယ်လို့ရပါတယ်ကျွန်တော်300အောင်မှာအနည်းငယ်ပေါ့နော်အဆင်ပြေအောင်ကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချပေးပါမယ်ကားလေးရတော့ကျွန်တော်စီမှာထားခဲ့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရှိတဲ့နေရာဖြစ်တဲ့အရှိတကုံ12ရက်ကွက်ရာဇကုံမှာလည်းမှာကားလာကြည့်လို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့0995839353ကိုလည်းအသေးသေးဆိုပြီးတော့မေးလို့ရပါတယ်ခင်ဗျာနော်တခုသိချင်တာရှိရင်ဖုန်းဆက်မိပါအားမနာရပါတယ်နော်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါကျွန်တော်ကိုချက်ပါ